Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်စပိန်အတွက်သုံးမဲ့ lithium battery 24 volt ဘယ်လိုတွဲထားတယ်ဘယ်လိုလုပ်ထားတယ်ဆိုတဲ့အကြောင်းရှင်းပြမှာဖြစ်ပါတယ်ဒီအိုးလေးကတော့ကျွန်တော်နှစ်ကမိုးတွင်းရလုပ်ပေးထားတဲ့အိုးလေးပေါ့နော်အဲအိုးလေးကအားလေးအနေငယ်ကျနေလို့ဆိုတော့ကျွန်တော်ပြန်စစ်ပေးလိုက်တဲ့အချိန်မှာတက်ခဲလေးတစ်လုံးပြက်နေတာတွေ့တဲ့အတွက်ကျွန်တော်လဲထည့်ပေးမှာပေါ့နော်တကယ်ကြီးအဲဥစ္စာလေးရပြီးတရားတွေနောက်ပိုင်းမှာဘယ်လိုတွေတွေးရမယ်ဆိုတဲ့အကြောင်းလေးပါပြောပြပြီးတော့မှဖြစ်ပါတယ်ဒီပဒီလေးကိုအခုကျွန်တော်ထည့်ပြီး support တွေပဲတွဲပြီးတဲ့အချိန်မှာပိုးလေးတွေလိုက်တိုင်းကျဲတဲ့ခါကျတော့ပိုးလေးတွေက 4.7 ဒီမှာ 4.11 ပဲရှိရပါတော့ဘိုးအနေနဲ့ကွာနေပါတော့အဲဥစ္စာလေးတို့ကျွန်တော်ပြန်ပြီးညှိထည့်မှာပေါ့နော်အဲဒါဘက်ထရီတစ်ခုမှအားညီမှအဆင်ပြေတာဗျကျွန်တော်ဘက်ထရီလေးလည်းထည့်ပြီးပါပြီပိုးလေးတွေလိုက်တိုင်းကြည့်ရပါတော့ 4.17 အဲ့လောက်ကမဆိုးဘူးဗျ 4.17 Okay ဒါလေးကကျွန်တော်ဘိုးညှိပြီးသွားပြီပေါ့နော်ညှိပြီးဆိုဒီကောင်လေးကပြန်သုံးလို့ရတဲ့အနေအထားတစ်ခုဖြစ်သွားပြီပေါ့နော်